ဒီချမ်းသာတဲ့ကောင်လေးကတော့နေတိုင်းဆင်းရဲခြင်းအောင်ဆောင်နေပြီးတော့ဈေးရမ်းကြီးတဲ့ဝိုင်းကိုဈေးပေါ်တဲ့ဝိုင်းပလင်းတွေကိုခိုးပြီးတော့ထည့်ပါတယ်။နိုင်ငံခြားကဝင်တဲ့အသားပြားကိုလည်းရေခဲရဲ့အသားအိတ်တွေကိုပြောင်းပြီးတော့ထည့်ပါတယ်။မိမအလုပ်ဆင်းပြီးတော့မှရုတ်တရက်အိမ်ပြန်လာတဲ့အခါမှာဝတ်ထားတဲ့နာမည်ကြီးအင်ကြီးကိုချွတ်ပြီးတော့မှမိမဖြစ်တဲ့သူကထူးဆန်းပေမဲ့အရန်ချမ်းသာတဲ့ယောက်ျားဟာဆင်းရဲခြင်းအောင်ဆောင်နေတာတော့မသိပါဘူး။ဒီနေ့ဝိုင်းရတာကမစိုးဘူးပဲတဲ့စူပါမားကတ်ကနေဈေးပေါ်ပေါ်နဲ့ဝယ်လာတာလေးလို့ပြောလိုက်ပြီးနာမည်ကတော့ဒေးဗစ်ဖြစ်ပြီးတော့ဆင်းရဲခြင်းအောင်ဆောင်တာကတော့အကြောင်းရင်းရှိနေပါတယ်။မိမဖြစ်တဲ့သူကိုပတ်စံတွေမခွဲပေးချင်တာကြောင့်မဟုတ်ဘဲနဲ့ရုတ်တရက်ပတ်စံတွေကောက်ရလို့ဖြစ်ပြီးမိမဖြစ်တဲ့သူကဒေးဗစ်ဆင်းရဲတာကြောင့်ပဲကွာရှင်းမှုတွေမကြာခဏပြောလို့ရှိပါသေးတယ်။ပတ်စံတွေအများကြီးရလာတဲ့အခါမှာတော့ဒေးဗစ်ကအတွင်းမှုအကြံပေးတဲ့ကြောင့်ပဲဆင်းရဲခြင်းအောင်ဆောင်ထားတာဖြစ်ပြီးတော့ပတ်စံတွေတခါတည်းအကုန်မသုံးမိအောင်စီစဉ်ထားတာပါ။ဒေးဗစ်ကမိမအိမ်မှာမရှိတော့မှအရက်ခိုးတော့ပြီးတော့ကျန်ကားဝင်ဟိုတယ်ကိုတွားကဇင်ခံလေးရှိပြီးနာမည်ကြီးတဲ့အင်ဂျီတွေလည်းခိုးဝယ်ပြီးတော့ပြန်ဝင်လာတဲ့ဈေးကြီးတဲ့ပစ္စည်းတွေအကုန်လုံးကိုကိုလောင်အစုပ်ထဲမှာဖွက်ထားလိရှိပါတယ်။မိမတန်ရမဝင်အောင်မနေ့ဖက်ဆိုရင်မိမဖြစ်တဲ့သူနဲ့စူပါမားကတ်မှာအလုပ်တူတူဆင်းပြီးတော့လာစာနည်းနည်းလေးကိုယူပါတယ်။ဒေးဗစ်ကစူပါမားကတ်ကပစ္စည်းတွေပို့ရတဲ့အချိန်တော့လွတ်လပ်ပါတယ်။ဒီနေ့တော့စူပါမားကတ်အရှိကိုရောက်လာတော့မိမဖြစ်တဲ့သူဖောက်ပြန်နေတာကိုတွေ့ရပြီးဒေါသတွေလည်းထွက်သွားရပါတယ်။ပတ်စံတွေလည်းမိမဖြစ်တဲ့သူကိုမခွဲပေးချင်တာကြောင့်ချက်ချင်းမကွာရှင်းသေးပဲမိမဖြစ်တဲ့သူဖောက်ပြန်နေပေမဲ့ပေါ်တင်ပြဿနာမရှာနိုင်တော့ပန်းအိုးတိုးမှပြီးတော့ဖောက်ပြန်တဲ့သူရဲ့ကားပေါ်ကိုရိုက်ခွဲလိုက်ပါတော့တယ်။မရေတုပ်တဲ့တိုချောင်းကိုလည်းချိုးလိုက်ပြီးတော့ဘောဘင်းနဲ့ကားဘင်းကိုလည်းထိုးပေါက်လိုက်ပါတယ်။ဘောဘင်းနဲ့မရတဲ့ခါမှာတော့အတွင်းရင်မှုကဓာတ်ထုတ်ပေးလိုက်တော့မှကားဘင်းကပေါက်သွားပြီးစိတ်ကျေနေသွားပါတော့တယ်။မပြန်ခင်မှာတော့ဆေးဖြူတွေနဲ့ကားကိုတုပ်လိုက်သလိုစနိုက်ကောင်ကအိမ်ပြန်လို့ရတော့မှမဟုတ်ပါဘူး။မထင်ထားတာကတော့ကားပိုင်ရှင်ကအဖိုးကိုလင်မယားဖြစ်နေပြီးတော့မှတနေ့လုံးခက်ခဲခြေဖြတ်ပြည်စီတော့မှပဲကားမားပြီးတော့လှုပ်လိုက်တယ်ဆိုတာသိသွားကြပါတယ်။ဘေဘီကကားမှစနိုက်ကောင်ရဲ့ကားဖြစ်ပြီးဒေးဗစ်ကလည်းချမ်းသာတာကိုမိမမသိအောင်အမြဲတမ်းပုံနေရပါတယ်။အဲ့ဒီရဲ့ပိုင်းမှာမိဘတွေအိမ်ကိုရုတ်တရက်လာလေတော့မိမဖြစ်တဲ့သူကဝိုင်ပလင်းယူပြီးတော့မိဘတွေကိုအပြည့်ငှဲပေးပါတယ်။ဒေးဗစ်ကလည်းတားလိုက်ပြီးတော့မိဘတွေဒီဈေးကြီးတဲ့ဝိုင်ပလင်းတောင်းရင်မူးမအသေးကြပါ။မင်းလုံးကောင်ကဈေးကြီးတဲ့ဝိုင်ကိုဝယ်နိုင်သေးတယ်ပေါ့တဲ့။မိဘတွေကဝိုင်တောက်ပြီးတော့အရန်ကိုအံ့ဩသွားပါတယ်။ဒီဝိုင်ကမစိုးဘူးပဲဘေးကနေဝယ်လာတာလေတဲ့။စူပါမားကတ်ကဈေးပေါ်ပေါ်နဲ့ရလာခဲ့တာလို့ပြောပါတယ်။ကောင်မလေးအဖေဖြစ်တဲ့သူကကြိုက်တဲ့အခါမှာအိမ်မှာရှိတဲ့ဝိုင်ပလင်းတွေအကုန်ယူပြန်လို့ပြောပါတယ်။ကောင်လေးကလည်းစိတ်ဆိုးနေပေမဲ့ဘာမှမဖြစ်သလိုဆက်ပြီးတော့ဟန်ဆောင်နေပြီးရောက်ကတိနဲ့အရက်ခွဲတိုက်နေတော့မှကောင်လေးလက်မှာပတ်ထားတဲ့ဈေးကြီးတဲ့နာရီကိုရောက်ကတိကတွေ့သွားပါတယ်။ရောက်ကတိဖြစ်တဲ့သူကပစ္စည်းအကြောင်းနားလေတော့လှမ်းကန်ကြည့်ပြီးတော့ဘလောက်နဲ့ဝယ်လာလဲလို့မေးတော့ဒေးဗစ်ကနာရီကိုအမြန်ဖွက်လိုက်ပြီးအတုဖြစ်ပြီးတော့မနေ့က90နဲ့ဝယ်လာခဲ့တာလို့ပြောတော့အဖိုးကြီးက100ထုတ်ပြီးတော့ပြန်ဝယ်ဖို့လုပ်ပါတယ်။ဒေးဗစ်ကမကြားချင်အောင်ဆောင်နေတော့မကြားဘူးလား။ကျမအဖေကိုတလုံးဝယ်ပေးလိုက်လေတဲ့။ပိုးတဲ့90မင်းမုံမိုးယူလိုက်တဲ့ထမင်းထက်စားရရင်အလင်းတွေပေါ်ကုန်မှာဆိုးတာကြောင့်ပဲထမင်းဆက်မစားဘဲနဲ့ထွက်သွားပြီးစိတ်ညစ်ပြီးတော့အခန်းထဲမှာကစားနေပါတော့တယ်။စင်းသားတငယ်ချင်းတွေနဲ့လည်းစကားသွားပြီးတော့မပြောရတဲ့ခါမှာဝမ်းနေပြီးတော့အကြံတစ်ခုရလာပြီးတော့မှတငယ်ချင်းကိုပါချမ်းသာအောင်လုပ်ပေးဖို့တဲ့အကြံရသွားခဲ့ပြီးတော့အတူတူလဲဖို့စီစဉ်ပါတယ်။နောက်နေ့မှာတော့ဒေးဗစ်ဟာကောင်မလေးပုံစံဆောင်ပြီးတော့တငယ်ချင်းဝါတို့အလုပ်လုပ်တဲ့တက်စီဆိုင်ကိုသွားပါတယ်။ရှင်ကကျမရှာနေတဲ့သူပဲတဲ့။မင်းကကျမကိုကြုံညာကူရဲပေးပါရှင်ကိုပတ်စံပေးမယ်တဲ့ဝါတို့ဟာပြောသွားခဲ့ပြီးတော့မိုးစိမ်မွေကိုပြောပြပါတယ်။မိုးစိမ်မွေနဲ့တယောက်ကလည်းမနေ့ကပတ်စံအများကြီးရလာတဲ့အလုပ်ရခဲ့တာဖြစ်ပြီးတော့အကုန်လုံးကဒေးဗစ်စီစဉ်ထားတာဖြစ်ပြီးနှစ်ယောက်သားစကားပြောနေကြတော့မှဒေးဗစ်ဝင်လာခဲ့ပါတယ်။ဒါကြီးတော့မိုးစိမ်မွေကစင်းသားဒေးဗစ်ကိုမြင်တော့စကားတေချာမပြောပါဘူး။ခဏနေတဲ့အခါမှာပြန်ကားတစ်စီးဒေးဗစ်နာကိုရောက်လာခဲ့ပြီးတော့ဝါတုံနဲ့မိုးစိမ်မွေတို့ကိုကောင်လေးကိုအတူတူလဲဖို့ခေါ်သွားပါတယ်။လမ်းမမှာဒေးဗစ်ကအကုန်လုံးသူစီစဉ်ထားတာဖြစ်ပြီးတော့မှလာပြောတဲ့ကောင်မလေးကိုလည်းပတ်စံပေးပြီးတော့ခံလိုက်တာလို့လည်းပြောတဲ့အခါမှာအားလုံးကအံ့ဩနေပါတယ်။ဒီလိုဆိုတငယ်ချင်းတွေအတူစားအတူသွားလဲလို့ရပြီးတော့ပြောလိုက်ပြီးတော့စကားပြောနေတဲ့အကုန်လုံးကအရှိန်လုံးပြီးကားကပင်လယ်ထဲကိုကြာသွားခဲ့ပါတယ်။အကုန်လုံးကမသေးတာပဲကံကောင်းတာပါဒေးဗစ်ဟာတငယ်ချင်းတွေနဲ့ပြောပါနေပြီးတော့မိမဖြစ်တဲ့သူအလုပ်လုပ်တဲ့ဈေးဆိုင်ကတော့ဒေဝါလီခံရပြီးအကုန်လုံးကအလုပ်လက်မဲ့ဖြစ်သွားကြပါတယ်။ဒေးဗစ်နဲ့မိမကွာရှင်းမဲ့ရက်ကိုရောက်တယ်မှဖြစ်ပြီးတော့မှတညမှာနောက်ဆုံးညစာစားပဲလုပ်ကြပါတယ်။နှစ်ယောက်သားဒီနေ့တွေအတွင်းအခက်အခဲတွေရင်ဆိုင်ခဲ့ကြတဲ့အကြောင်းတွေပြောပြီးတော့ဒေးဗစ်ကချမ်းသာသွားတဲ့အကြောင်းလေးပြောပြလိုက်ပြီးဆင်းရဲခြင်းအောင်ဆောင်ထားတဲ့ကိစ္စပါပြောလိုက်ပါတယ်။မိမဖြစ်တဲ့သူကမယုံတဲ့အခါမှာတငယ်ချင်းတွေနဲ့ပြောပါနေတဲ့နေရာကိုခေါ်သွားပါတယ်။မိမဖြစ်တဲ့သူတကယ်ဒေါသထွက်ပြီးတော့ကွာရှင်းမယ်လို့ပြောလိုက်တဲ့အခါမှာဒေးဗစ်လည်းချမ်းသာမှန်တည်သွားတာတော့ဘာလို့ကွာရှင်းမှလဲလို့မေးပါတယ်။နောက်နေ့ရောက်တဲ့အခါမှာတော့ဒေးဗစ်ကမိမကိုပတ်စံတွေအများကြီးလွှဲပြီးတော့တောင်းပန်လိုက်တော့မိရတငယ်ချင်းတော့မှမျက်လုံးပြူသွားရပါတယ်။ခဏနေတော့ကောင်မလေးဈေးဆိုင်ပြန်ဖွင့်လို့ရတဲ့စာချုပ်ရလာခဲ့ပြီးတော့အရန်ကိုပြောသွားပြီးဈေးဆိုင်ကိုအမြန်သွားလိုက်တော့အကုန်လုံးကပျော်ပွဲရှင်ပွဲလုပ်နေကြတာပါ။လူသမားတွေအကုန်လုံးလာတာတိုးတဲ့အခါမှာကောင်မလေးလေးပြောပြီးတော့တတိအခန်းထဲရောက်လာတော့တတိကဖုန်းပြောနေပါတယ်။တတိဖုန်းချပြီးတဲ့အခါမှာကောင်မလေးကိုချစ်တယ်ဆိုတာကလိမ်ပြောတာလို့ပြောပါတယ်။ခဏနေတော့ဒေးဗစ်ရဲ့အတွင်းရင်မှုရှင်းနေရောက်လာခဲ့ပြီးဈေးဆိုင်ကိုကောင်မလေးနာမည်နဲ့ဒေးဗစ်ဝယ်ပေးခဲ့တာဆိုပြီးတော့ပေးပါတယ်။ဒေးဗစ်ကတော့မြို့တွေကထွက်သွားတော့မှမို့လေရင်ကွင်းကိုသွားနေပြီလို့ပြောပါတယ်။
မိမဖြစ်တဲ့သူကအကြောင်းစုံတည်သွားတဲ့အခါမှာလေရင်ကွင်းကိုပြေးပြီးတော့ဒေးဗစ်ကိုတောင်းပန်ပါတယ်နောက်ဆုံးမှာတော့လင်မယားနှစ်ယောက်ပြန်ပြီးတော့အဆင်ပြေသွားခဲ့ပြီးစူပါမားကတ်လည်းပြန်ပြီးတော့ပိုင်သွားခဲ့ပါတော့တယ်